拿来没有？拿没有他的，拿来不要吧？没有拿法的，你妈不要说啊，说他跑这边拿来不要吧？没钱的嘛，跑的那不能自己进，没呀嘛，我把那人家那别常见的。我要漂亮的，没有瓜子的，你妈个不？妈的要啥？这有么着么这样整啊嘞？不咋漂亮。没个。那来叫你了，哎，不要怕。哇！那你这装哪里嘛？那里，你看到了？哎，你这是？这个一个。我来看看。妈哩姐啊，这工作辛苦了。ဘာလဲလို့တည်တည်ချာချာမနဲ့မသိပေမဲ့ပြဿနာတစ်ခုရှိနေရတယ်သိကြတယ်။မောင်မနဲ့တစ်ခုမေးချင်တယ်။မောင်နဲ့ညီမလေးကြားမှာမနဲ့မသိတဲ့ပြဿနာတစ်ခုများရှိနေလား။ဟောကြံကြီးစီရမမတို့ရဲ့မောင်နဲ့သူနဲ့ကြားမှာဘာပြဿနာရှိရမှာလဲ။ဘာပြဿနာမှမရှိပါဘူး။မမနဲ့ပြောတဲ့စကားရတယ်တပြိုးကြီးပဲ။ဟုတ်ပါမောင်ရဲ့မနဲ့နားလဲပါညီမလေးကအိမ်မှာအငယ်ဆုံးအားလုံးကလည်းသူ့ကိုဝိုင်းပြီးလှူလိုက်ထားတာအဲ့တော့ဆိုးတယ်ညီမလေးနဲ့ပတ်သက်လို့မောင်သူ့ကိုနားလဲပေးပါပြီးတော့ညီမလေးဘက်ကမှားတာတွေရှိခဲ့တယ်မောင်ညီမလေးပေါ့ကိုညီမအရင်လေးတယောက်ကိုနားလေပြီးဆုံးမပေးပါအားလုံးရဲ့ဘာလို့စိတ်ပူနေရလဲ။အော်နားလဲပါလေ။ဘာနဲ့ဘာစိတ်ပူနေတာ။အေးပြီးတော့ဒီကနေ့မတော့ဘူးနော်ကျေးဇူးညီမလေးဟောမလေးကိုကိုကအောက်မှာစီးနေတော့နေတယ်မမကပြောခိုင်းနေတယ်တော့ပြောပေးမယ်နိမပြောပါနဲ့ရတယ်သူဒီညဒီစင်းနေပြီးလို့ရမယ်လို့ပြောတယ်နေစင်းမအိတ်လိုက်တော့မယ်မနုတော့ပြီးsorry ပါမမရေဒီမှာလေးဘလို့မှမကြံစီတတ်လို့အခုလိုလုပ်လိုက်ရတာပါမလေးအိတ်ချင်အိတ်တော့လေအိတ်တော့နော်အိတ်
ဘာလုပ်နေကြလဲဘာလုပ်နေကြလဲဘာလုပ်နေကြလဲဘာဖြစ်နေကြတာလဲ မမတို့ဘာမှမပေါ့နဲ့ကိုမောင်ရှင်းပြတယ်မောင်ရှင်းပြတယ်နားတော့မအောင်နော် ဘာလို့ရှင်းပြမလဲဘာလို့ရှင်းပြမလဲညီမလေး你ရက်ဆက်လိုက်တာဘာဖြစ်လို့တော့ရက်ဆက်ရတာလဲနေကညီမလေးတယောက်တည်းရှိရဆိုပြီးတော့ငါနေကိုအရန်လိုလိုက်ခဲ့တာနေငါ့အမိုက်ဆော်ကားလိုက်တာပေါ့လေဟဲ့လားမနွယ်တဲ့ငယ်ပါတယ်ဒါပေမဲ့မနွယ်မောင်အမြဲတမ်းလေးလေးစားစားဆက်ဆံခဲ့တယ်မောင်ရဲ့ကိုချစ်တရားတွေကိုလည်းယုံကြည်ခဲ့တယ်အခုအဲ့ဒါတွေဘယ်ရောက်ကုန်တာလဲဟမ်မောင်မအဲ့ကိုချစ်တဲ့ခါလေးတခုမှမရှိတော့ဘူးလားဘာဖြစ်လို့အဲ့လိုအသိဉာဏ်မဲ့တဲ့လူကိုမောင်လုံးရတာလဲ မဟုတ်ဘူးမမနွယ်မမနွယ်ထင်နေရတယ်တခုမှမဟုတ်ဘူးမောင်နဲ့သူနဲ့ဘာမှမဖြစ်ဘူးမမနွယ်မောင်ကိုရှုံပေးပါမမနွယ် ထင်တာဟဲ့လားထင်တာမှမဟုတ်တာမြင်တာဟောဒီမျက်လုံးကြီးနဲ့ကိုတက်အမြင်တာမောင်ဘာလို့လိမ့်နေတာလဲ မောင်လိမ့်တာမဟုတ်ဘူးမမနွယ်မမနွယ်ထင်တာတွေကမှားကိုမှားနေတာမောင်လေမမနွယ်ပြောသလိုမမနွယ်ပေါ်မှာတိတ်ခါလည်းမမဲ့ဘူးကိုကျင်တရားလည်းမပြတ်ဘူးမမနွယ်ပေါ်မှာထားတဲ့မောင်ရဲ့သစ္စာပြလို့လည်းမောင်မချိုးပါဘူးမမနွယ်ဒါမောင်တကယ်ပြောတာပါ သစ္စာမချိုးဖတ်ဘူးတဲ့အခုရှင်းလည်းမအောင်ဆွဲထားတာဘာလို့လဲဟမ်ရှင်းတော့ဘာတွေလဲကျမဘာတွေဒုက္ခပေးကြမလို့လဲတော်ပါပြီမောင်ရဲ့တော်ပါပြီမကြားမရစင်တော့ဘာမှလည်းမကြားမရစင်တဲ့တော့ဘာမှလည်းမရှင်းပြပါနဲ့တော့မောင်မျက်နှာလည်းမကြည့်ချင်ဘူးသူမျက်နှာလည်းမကြည့်ဘူးသူမျက်နှာမကြည့်ဘူးတရားမျက်နှာလည်းမကြည့်ဘူး မမနွယ် လာပြောတယ် မမနွယ်